အားလုံးပဲမင်္ဂလာပါ a few question ကနေပြီးတော့ကြိုဆိုပါတယ်ခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question number 62ဖြစ်ပါတယ် Which of the following is a purpose of business process management in cooperative activity cooperative activity မှာရှိနေတဲ့ business process management BPM ရဲ့ purpose ကိုမေးထားပါတယ်ရွယ်ချက်ကဘယ်ဥစ္စာဖြစ်မလဲဆိုပြီးတော့မိထားပါတယ်နံပါတ် A က analysis and effective use of information resources ဒီချက်အလက်အရင်းမြစ်တွေကို analyze လုပ်ပြီးတော့မှ effective use เนาะထိရောက်စွာနဲ့အသုံးပြုမှာလားနံပါတ် A ကနံပါတ် B ကကြတော့ conservation and analysis of customer information customer တွေရဲ့သတင်းအချက်အလက်တွေကို conservation and analysis ထိန်းသိမ်းဆောက်ရှောက်ပြီးတော့မှလေ့လာဆန်းစစ်မှုလုပ်ချင်တာလားနံပါတ် C ကကြတော့ continuous improvement of business process စီးပွားရေးလုပ်ငန်းတွေကိုအဆက်မပြတ်တိုးတက်စေချင်တာလားနံပါတ် D ကကြတော့ effective use of management resource စီမံခန့်ခွဲမှုအရင်းအမြစ်တွေကိုထိရောက်အသုံးပြုချင်တာလားဆိုပြီးတော့မေးထားပါတယ် BPM ရဲ့အဓိကရည်ရွယ်ချက်ကဘာဖြစ်မှာလဲဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေကိုအဆက်မပြတ်တိုးတက်စေချင်တာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ continuous improvement of business process ကအဖြေမှန်လေးဖြစ်ပါတယ်နံပါတ် C လေးကတော့အဖြေမှန်လေးဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်